ကျွန်တော်တင်းစရာ KD ရေးပေးခဲ့တဲ့တချင်းလေးကိုဆိုပြကြပါမယ်ဒီတချင်းလေးကကျွန်တော်ဆိုပြဖြစ်ရက်တည်နေတဲ့တချင်းလေးဖြစ်ပါတယ်ကျွန်တော်ဒီတချင်းလေးကိုကိုငင်းနေတယ်ဆိုတော့